အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်တော့ကစွန်းအုပ်ကိုကျွတ်ကျွတ်မွတ်မွတ်လေးနဲ့အလွန်စားလို့ကောင်းအောင်လို့ကောင်းငင်းရေဂျုံမုတ်ရေဆက်ထားပြီးတော့ကြော်ထားတာပါကျွတ်ကျွတ်လေးနဲ့တကယ်ကိုစားလို့ကောင်းပါတယ်နော်ကဲကျမရဲ့လုံလေးလေးကိုကြည့်ကြရအောင်ပထမဦးဆုံးဒီကစွန်းနှလုံးကိုကျမရေဆေးပြီးတော့ပြုတ်ထားတာပါဒါလေးတွေကိုအခွန်ခွာထားမယ်အခုကျမခွာထားတဲ့ဒီကစွန်းအိုးလေးတွေကိုညှစ်နေအောင်လို့ဒါလေးနဲ့ခရင်လေးနဲ့ခြေထားပါမယ်အားလုံးကြည်နေပြီဒီလိုအနေထားလေးဆိုရင်တော့ကျမတကြားကိုထမင်းစားစွန်း3စွန်းစာကိုထည့်ထားမယ်ကိုကအချိုမြတ်မြတ်ကြက်ရင်တော့ထပ်ထည့်လို့ရပါတယ်နော်ပြီးရင်စားအနှဲငယ်လေးထည့်ပါမယ်အားလုံးတမသွားအောင်လို့ကျမခဏလေးမွေထားပါမယ်အားလုံးတမသွားပြီးကစွန်းဦးထဲမှာတကြားရယ်စားရယ်စိမ့်စိမ့်ကလေးဝင်သွားပြီဆိုရင်တော့ရနေပါပြီနော်ပြီးရင်ဒါလေးကိုခဏလေးထားမယ်ဒီထဲမှာကောက်ငင်းမုတ်ကိုနှုတ်စီဘူးတဘူးထည့်ပါမယ်ဂရမ်နဲ့ဆိုရင်တော့200 ဂရမ်လောက်ရှိပါတယ်ပြီးရင်ဂျုံမုတ်နှုတ်စီဘူးတဘူးကိုထည့်ပါမယ်160 ဂရမ်ရှိပါတယ်ဒါကတော့ရေပါရေကိုတော့250 ml ရှိပါတယ်တဝက်ကိုပထမဦးဆုံးထည့်ထားမယ်မုတ်သားလေးတွေပျော့သွားမှာစိုးလို့ပါနော်ကြံနေတဲ့ရေကိုကျမပြန်ပြီးတော့ထည့်ထားပါမယ်အခုလိုမျိုးနှစ်ခါခွဲပြီးတော့ထည့်လိုက်တော့ပို့ပြီးတော့အဆင်ပြေသွားပါတယ်နော်မုတ်သားလေးတွေလည်းကိုလိုချင်တဲ့အနေထားလေးလုံးရပါတယ်ဒီလိုအနေထားလေးဆိုရင်တော့ရနေပါပြီဒါလေးကိုလက်သဆုပ်စာလေးယူမယ်ပြီးရင်လုံးကလေးလုံးထားမယ်ပြီးတဲ့ခါကျတော့ပြလေးလှုပ်ထားမယ်ဒီအလဲထဲမှာစောကနတ်ထားတဲ့ကစွန်းဦးလေးတွေကိုထည့်ထားမယ်ပြီးရင်အဖုံးပြန်ဖုံးထားမယ်ဒီလိုမျိုးဒီအနာသားလေးတွေကိုလည်းဒီလိုမျိုးလှုပ်ထားမယ်ပြီးရင်အပေါ်ကနေဒီလိုမျိုးလှပလေးဖြစ်သွားအောင်လို့ဒီလိုမျိုးလှုပ်ထားမယ်ကဲကြည့်ပါဦးလှပလေးရှိသွားပြီနော်ဒီထဲမှာထည့်ထားမယ်ကြံနေတဲ့မုတ်သားလေးတွေကိုလည်းအခုလိုမျိုးပဲကျွန်မလုပ်ထားပါမယ်အခုဆိုရင်တော့အားလုံးပြီးသွားပါပြီတဲဥပူထဲမှာစီအနှဲငယ်ထည့်မယ်ပြီးရင်ပြတ်နေအောင်ဒီလိုမျိုးလုပ်ထားမယ်ပြီးရင်စောကမုတ်သားလေးတွေကိုတစ်ခုချင်းစီထည့်ထားမယ်မီးကိုတော့အလဲလက်မှာကျမထားပါတယ်အခုကျမလုပ်တဲ့လုံနည်းလေးကတော့တကယ်ကိုအရသာရှိတဲ့လုံနည်းလေးပါနော်ခဏလေးဆိုရင်တော့မုတ်သားလေးတွေကအောက်ဖက်မှာကျက်နေပါပြီအပေါ်အောက်လေးကျမလန်ထားပါမယ်အခုကျမလုပ်တဲ့လုံနည်းလေးကတော့စီအများကြီးသုံးစရာမလိုပါဘူးเนาะဒီလိုအနေထားလေးနဲ့ချွတ်မွတ်လေးနဲ့ကြော်လို့ရတဲ့နီလန်းလေးပါအားလုံးကျက်သွားအောင်လို့အပေါ်အောက်ကိုပြန်ပြီးတော့ပြောင်းပြန်လန်ထားပါမယ်မုတ်သားလေးတွေကကောက်ငင်းမုံနဲ့ဂျုံမုံဆက်ထားတော့ပို့ပြီးတော့ရတာရှိပါတယ်တစ်ခေါက်လောက်ဒီနည်းလေးကိုစမ်းကြည့်စီချင်ပါတယ်အခုလိုအနေထားလေးမုတ်သားလေးတွေကအထဲကကစွန်းဦးအယောင်လေးနဲ့တထက်သေးကျနေပြီဆိုရင်တော့ကျက်နေပါပြီနော်အားလုံးကိုဆယ်ထုတ်ထားပါမယ်အခုဆိုရင်တော့အားလုံးကြော်ပြီးသွားပါပြီနော်ကျွတ်မွတ်လေးနဲ့တကယ်ကိုစားချင်စရာလေးရှိနေပါပြီ
ကြည့်ပါဦးမုတ်သားလေးတွေကကစွန်းဦးအယောင်လေးရှိနေပါတယ်နော်ဒါလေးကိုအလဲကနေဖြတ်ထားမယ်ကြည့်ပါအောင်ကစွန်းဦးလေးတွေကမွတ်မွလေးနဲ့နော်စမ်းကြည့်ပါမယ်စမ်းကြည့်လိုက်တော့လေကစွန်းဦးလေးတွေကမွတ်မွလေးရှိပြီးတော့အပြင်သားလေးတွေကကျွတ်ကျွတ်လေးနဲ့တကယ်ကိုအရသာရှိပါတယ်နော်လွယ်ကိုတဲ့နီလာလေးပါတစ်ခေါက်လောက်စမ်းကြည့်ကြပါအောင်နော်ကိုကချိုလေးကြက်ရင်တော့ကစွန်းဦးထဲမှာချိုလေးထည့်လို့ရပါတယ်အခုလိုမျိုးကျမရဲ့ဗီဒီယိုလေးကိုကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်အားရှိသွားအောင်လဲ like share subscribe လေးတွေနဲ့လည်းအားပေးကြပါအောင်ရှင်ကျေးဇူးများကြီးတင်ပါတယ်